မင်္ဂလေးတယောက်ဟာဒဏ်ရာရနေတဲ့မြွေငယ်လေးတစ်ကောင်ကိုတွေ့ရှိပြီးအိမ်ကိုခေါ်လာခဲ့ပါတယ်။ရင်းကိုလောင်အိမ်ထဲထည့်ထားတော့လဲမြွေငယ်လေးကမကြေမနက်ဖြစ်နေတဲ့အတွက်လောင်အိမ်ထဲကနေပြန်ထုတ်ပေးခဲ့ရပါတယ်။သူမသိခဲ့တာကတော့ထိုမြွေဟာတကယ်တော့ငကားမင်းဖြစ်ပြီးလူလောကထဲမှာစမ်းသပ်မှုတစ်ခုကြုံတွေ့နေရစဉ်ပြင်းထန်စွာဒဏ်ရာရပြီးအားနည်းသွားကသူမနစ်လာတွေ့ခဲ့ခြင်းဖြစ်ပါတယ်။မြွေငယ်လေးဒဏ်ရာရထားတာကိုမြင်တော့မင်္ဂလေးကဆေးထည့်ပေးပြီးနာမည်တစ်ခုပေးလိုက်ပါတယ်။ရက်နှဲငယ်ကြာပြုစုဆောင်ရှောက်ပြီးနောက်ထိုမြွေဟာသူမကြွေးသမျှအကုန်လုံးကိုမျိုးချပစ်တတ်တဲ့အင်မတန်အစားကြီးသူဖြစ်ကြောင်းမင်္ဂလေးတတိထားမိလာပါတယ်။စားလုံးပြီးဘိုင်းနာမှာစိုးရိမ်တာကြောင့်သူမဟာမြွေငယ်လေးအတွက်လက်ဖက်ရည်သွားယူပေးခဲ့ပါတယ်။မြွေကအထီးလားမလားမသိတာကြောင့်မင်္ဂလေးကသူမရဲ့ကုတင်ကိုမြွေငယ်လေးအတွက်ဖယ်ပေးပြီးသူမကိုယ်တိုင်ကတော့ကျမ်းပြင်ပေါ်မှာပဲအိပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့မင်္ဂလေးအိပ်ပျော်သွားတာနဲ့မြွေငယ်လေးဟာသူ့ရဲ့တကယ်ငကားမင်းပုံသဏ္ဍာန်ကိုပြောင်းလဲလိုက်ပြီးသူမကိုအသားအရာချီမကကုတင်ပေါ်ပြန်တည်ပေးခဲ့ပါတယ်။ပြီးနောက်သူမရဲ့ဘေးနားမှာလဲလျောင်းပြီးတညလုံးစောင့်ရှောက်ပေးခဲ့ပါတယ်။တိုးတော်လဲမင်္ဂလေးကအေးရေးမမှန်ပဲတညလုံးဟူလက်ဒီလက်ဖြစ်နေခဲ့ပါတယ်။နောက်တနေ့မနက်မှာငကားမင်းနိုးလာတဲ့အခါမင်္ဂလေးကသူ့အပေါ်ခိုအိတ်နေတာကိုတွေ့လိုက်ရပါတယ်။သူမကိုဘေးကိုအသာရွှေ့ဖို့လုံးနေတော့မှပဲမင်္ဂလေးကအနှဲငယ်လှုပ်ရှားလာတာကြောင့်ငကားမင်းဟာချက်ချင်းပဲမြွေငယ်လေးဖြစ်ပြန်ပြောင်းလိုက်ပါတယ်။သူ့40ခုနှစ်မင်္ဂလေးမျိုးလုံးပွင့်လာတဲ့အခါမှာတော့element တက်သွားခဲ့ပါတယ်။သူမကျန်းပြင်ပေါ်မှာအိတ်ခဲ့တာကိုတေတေချာချာမမိနေပြီးကုတင်ပေါ်ဘလို့ပြန်ရောက်နေမှန်းမသိတော့ပါဘူး။ဒါပေမဲ့မကြခင်မှာပဲဒါဟာသူမရဲ့ဘဝမှာအေးချမ်းသာရာဆုံးအိတ်ဆက်ချင်းဖြစ်ခဲ့မှန်းသူမသဘောပေါက်သွားခဲ့ပါတယ်။